အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့ခဏန်းငံပြရေးစိတ်လေးလုပ်ပါမယ်အရင်ဆုံးခဏန်းလေးတွေကိုမလိုအပ်တဲ့နေရာတွေညှက်ထုတ်ပစ်ပြီးတော့တည်တည်ချာချာစေးကြောတန့်စင်ထားပါတယ်ရေတန့်နဲ့တေချာစေးကြောပြီးပြီဆိုလို့ရှိရင်တော့ခဏန်းလေးတွေကိုဆိုတာနဲ့စိမ်ပါမယ်ဆိုတာကတော့ကိုကြိုက်တဲ့တစိ့ကိုသုံးနိုင်ပါတယ်စလုံးတစ်လုံးနဲ့ကိုဆိုတာနှစ်ဘူးဖောက်ထည့်ပြီးတော့စားလေးအငင်းငယ်ထည့်ပြီးတော့ဇနာကရှိထားတဲ့ခဏန်းလေးတွေကိုနိုင်ဝက်လောက်ထည့်စိမ်ထားပါမယ်ပဲငံပြရေးကြိုးပါမယ်ချိုမဲ့အိုးတွေကိုရိုးရပဲငံပြရေးအကြီးတစ်ဖန်ခွက်ထည့်ပါမယ်ရေတစ်ဖန်ခွက်ထည့်ပါမယ်ပြီးရင်တခြားနှစ်ဆုံးထည့်ပါမယ်မြို့ပြီးအနီတောင်လေးတွေကိုပပလီထားပါမယ်ပြီးရင်ချက်တုံချူလေးတွေကိုလည်းပပလီထားပါမယ်သုဝက်စုအောင်ကြိုပြီးလို့အေးခံထားတဲ့ငံပြရေးကြိုးတွေကိုစနာလီထားတဲ့မြို့ပြီးလေးတွေနဲ့ချက်တုံချူလေးတွေထည့်ပြီးမှုေးပါမယ်ပြီးရင်ဆိုတာစိန်ထားတဲ့ခဏန်းလေးတွေကိုရေဆေးပါမယ်ရေဆေးပြီးရင်ဘူးထဲကိုစီစီရီထည့်ပါမယ်နောက်ဆုံးမှာတော့ငံပြရေးဖြော်ထားတာလေးကိုလောင်းထည့်လိုက်ပါမယ်ဒါဆိုရင်တော့ခဏန်းငံပြရေးစိန်လေးရပါပြီရေခဲတစ်တာထဲမှာတရက်သိပ်ပြီးတော့နောက်နေ့ဆိုရင်စားလို့ရပါပြီဒါလေးကတော့နောက်တစ်နေ့ရဲ့ result လေးပေါ့နော်ထမင်းပူပူလေးနဲ့စားလို့ရပါပြီ